အချစ်တွေစံရောက်သိမ်းထားတော့မယ်ငါလေးတည်တဲ့ทีနေမချစ်ခဲ့ပြီးတော့တန်တာရှင်ခေါ်လာခြင်းရှိဒါပေမဲ့ခွာမျောလင်းခြင်းများနေတဲ့တနည်းကိုအသက်ထကွယ်မှလည်းမချောက်တော့တာဘာကြောင့်လဲဆိုရင်နေမချစ်ခဲ့ဘူးတဲ့ချစ်လို့နောက်ထပ်ရှိမလို့ဒါပေမဲ့ခွာအတူတူပြန်ချစ်ဖို့မလဲပါနေတဲ့တနည်းကိုထိုင်ကုန်ငယ်လေးတစ်ခုသိမ်းထားတယ်ဒီညိုချောင်းချောဖို့အိမ်လေးတဲ့တရားဆုံးအမတ်တရားများကြီးနဲ့ခြေတွေခေါက်ထားတဲ့ပလင်းတစ်လုံးရဲ့တရားရီလေးတော့ချတယ်ပဲလူကံချက်ပိုင်းလေးသိမ်းထားတယ်စုံမိုင်းတရားလုံးဝမရှိတော့အမတ်တရားတစ်ခုလေးနဲ့တတိတရားရှိနေမယ်